Basic 77 ခီးသွွားလက်ညွန်ကို iOS အသုံးပြုသူများအတွက် App Store နဲ့ Android အသုံးပြုသူများအတွက် Play Store တို့မှာအခမဲ့ download ရယူနိုင်ပါတယ်ရှင်။ App လေးတွေဝင်လိုက်တာနဲ့ Basic 77မှာလက်ညွန်ပေးထားတဲ့နိုင်ငံလေးတွေကိုရွေးချယ်နိုင်ပါတယ်ရှင်။ညာဘက်ထောင်ပေါ်လေးမှာဆိုလို့ရှိရင်လည်းကိုကြိုက်တဲ့ရာဘာသာစကားကိုရွေးချယ်ပြီးတော့အသုံးပြုနိုင်ပါတယ်ရှင်။ရွေးချယ်ပြီးသွားပြီဆိုရင်တော့ Start button လေးကိုနှိပ်ပြီးတော့စတင်အသုံးပြုလို့ရပါပြီရှင်။နောက်တစ်ဆင့်မှာကတော့ Basic 77 application မှာ user account ဖွင့်နေလေးအကြောင်းကိုပြောပြပေးချင်ပါတယ်။ account ရှိပြီးသားသူများအတွက် sign in လေးကိုနှိပ်ပြီးတော့ account ဝင်နိုင်သလို account စတင်ဖွင့်မဲ့သူများအတွက် sign up လေးကိုနှိပ်ပြီးတော့ account ဖွင့်နိုင်ပါတယ်ရှင်။ဖုန်းနံပါတ်နဲ့ဖွင့်မဲ့သူတွေအတွက်မိမိနာမည်၊ဖုန်းနံပါတ်နဲ့ password အနည်းဆုံး8လုံးကိုရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်ရှင်။ email နဲ့ဖွင့်ချင်သူများအတွက်မိမိ email နာမည်နဲ့ password အနည်းဆုံး8လုံးကိုရိုက်ထည့်ပြီးတော့ဝင်ရောက်နိုင်ပါတယ်ရှင်။ဖုန်းနံပါတ်ရိုက်ထည့်တဲ့အခါမှာအရှိကကုတ်0လေးကိုဖြတ်ပြီးတော့ထည့်ပေးရမှာပဲဖြစ်ပါတယ်ရှင်။အားလုံးဖြစ်ပြီးသွားပါကအမှန်ချစ်လေးကိုနှိပ်ပြီးတော့ sign up လေးကိုဝင်ပေးပါ။ OTP ကုတ်ကြလာတာလေးဖြစ်ပြီးသွားရင်Basic 77 user account ဖွင့်တာအောင်မြင်သွားပြီးစတင်အသုံးပြုလို့ရပါပြီရှင်။သုံးစွဲသူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။